Hello အခုကတော့ငယ်တို့နေ့လေမင်းလဲစားပြီးဆို2နာရီလောက်တော့ရှိပါတယ်ပေါ့နော်2နာရီခွဲလောက်မှငယ်တို့နောက်တစ်စုံဝတ်တင်ပြောနည်းနည်းပါလေး make up လေးပြန်ပြီးတော့ online တွေပေါ့နော်ပြီးတော့ခုငယ်တို့ tea line မှာ strawberry ဖြော်ရည်လေးတက်မှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်တော့ငယ်တို့ဘယ်ဆက်သွားမလဲတော့မသိဘူးပေါ့နော်အဲ့တော့အဲ့ဒါဆက်လာငယ်ရဲ့ video လေး like ကြည့်ပေးနော်တတကြည့်လိုက်တော့ခုံးတွေပတ်စံအတွေကျူးဆိုင်ပြီးတတိထားပေးပါခပိုက်နိုင်တွေရှိပါတယ်ရှင်ဒီလောက်ဘယ်ရအောင်အဲ့ဒါဒီလောက်ထားရတာဟောငါမတောက်ဘူးကြည့်ရမှောင်နေမှာပေါ့နော်ရမှာမြင်တယ်အဲ့လေ6တော့7ရတာဟောဒီရတော့မလဲဟိုပဲဖြော်ခိုင်းတယ်နာမည်ကောဖီပါအခွင့်တစ်ထောင်ပါရှောင်းလာဗျာမနက်ကရှောင်းလာကြမှာတော့မရှောက်တော့ဘူးအဲ့နာအဲ့ပေါ်ရအောင်အကုန်လုံးကနကပါရှောင်းရှောက်တော့တော့တော့ရောက်လို့အဲ့ဒါဒီမနကပါကျင်းကြီးအမှန်လေးကနေအောက်ကတန်းနေတိုင်းစီစီရလို့ရှောက်တော့ပေါက်စီရငါအဲ့ဒါရုပ်ပြမြင်တာအစ်စ်ကြီးလာတော့ ဘာငယ်ပဲလက်နေလုံနေအကိုဖွင့်အောင်ကြတယ်ကောင်းပြီးရတယ်ဟုတ်တယ်